စင်မျိုးရှင်ရက်ခွက်ထဲမှာလည်းနေခြင်းနဲ့ရေကြကြဝန်းကြီးလည်းရခြင်းနဲ့ဝါဝါရေးဆိုတဲ့မိတ်ဆွေတွေအတွက်ပေ80ပတ်လဲအကျယ်ကြီးကိုမှထောင်းခွဲပရီမီယံတစ်ခွက်ရှိပါတယ်လို့ဝါကသတင်းကောင်းပါချင်ပါတယ်ရှင်ဟုတ်ပါတယ်အခုဝါမိတ်ဆက်ပေးချင်တာကတော့မျိုးဘက်လန်းကိုထဲပေါက်တဲ့ရန်ကြီးအောင်6လမ်းနဲ့နေကြီးလန်းထောင်းခွက်ပဲဖြစ်ပါတယ်မျက်နှာစာကတော့အနောက်လဲမြောက်လဲဖြစ်ပြီးတော့အခုဗီဒီယိုထဲမှာမြင်တွေ့နေရတဲ့အတိုင်းခြံရှိလန်းကလည်းကွန်ကရစ်ခင်းပြီးသားအနေထားဖြစ်ပါတယ်တိုက်ရင်တစ်လုံးအသင်ပါဝင်ပါတယ်နော်ဒါတွေမကသေးပါဘူးရှင်အုတ်တိုင်းတစ်ဖက်ပါပြီးခြံအဝင်ဝကိုလည်းတန်တကားတက်ဆင်ပြီးသားပါထောင်းခွက်ရဲ့အားသာချက်တွေဖြစ်တဲ့လေဝင်လေထွက်အရန်ကောင်းတာမျက်နှာစာနှစ်ဖက်ရတာတွေကိုတော့လူကြီးမင်းတို့အားလုံးသိပြီးသားဖြစ်မှာပါနော်ရေရှည်အတွက်ခိုင်မာတဲ့ SS တခုဖန်တီးထားခြင်းနဲ့နေရာကောင်းလေးရခြင်းနဲ့ဆိုရင်တော့ဒီကွက်ကိုထည့်သွင်းစဉ်းစားသင့်တယ်လို့ဝါကအကြံပြုချင်ပါတယ်ရှင်မျိုးဘက်လန်းဒီမှာတရှိပြီးဂရန်လက်ဝဲ SP ရမယ်လမ်းတာနေရာကောင်းလှတဲ့ဒီပေ80ပတ်လက်တောင်းွက်ကြီးကို3300ညှိနှိုင်းတဲ့အတန်ဆုံးရောင်းချပေးမှာမို့လို့ရေပြင်ကွင်းစင်းကြည့်ရှုဖို့အဆင်သင့်ဖြစ်ပြီဆိုရင်တော့ဝါစီကိုအခုပဲဆက်သွယ်လိုက်ပါရှင်HMA ကောင်းဆိုတာလူတိုင်းနဲ့ထိုက်တယ်ပါတယ်